ဇလန်အစမှာတော့ဖွားခွန်ဆိုတဲ့လူငယ်လေးဟာရေလာပိုးရင်းနဲ့လက်ချောင်းလေးကျိုးနေတဲ့ကလေးမလေးတယောက်ကိုတွေ့လိုက်ပါတယ်။သူဟာချက်ချင်းပဲအနားကကလေးစီကရေခဲမုံချောင်းကိုယူအားရပါရစားလိုက်ပြီးအဲ့ဒီတုတ်ချောင်းလေးနဲ့ကောင်မလေးရဲ့လက်ကိုကျက်စီးပေးလိုက်ပါတယ်။သူဟာနောက်ပြောင်ပြီးဆေးဖို့တောင်းခဲ့ပေမဲ့တကယ်တော့စေတနာနဲ့ကူညီခဲ့တာပါနောက်ပိုင်းမှာအဲ့ဒီကလေးမလေးကဆေးရုံရောက်တဲ့အခါဆရာဝန်တွေကဒီလိုကျက်စီးပေးမှုမျိုးဟာတကယ်ကျွမ်းကျင်ပညာရှင်မှလုပ်နိုင်တာဖြစ်ပြီးမဟုတ်ရင်လက်ချောင်းလေးဆုံးရှုံးသွားနိုင်တယ်လို့ပြောခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့ကလေးမလေးရဲ့အဖေဟာနှလုံးရောဂါနဲ့ဆေးရုံပေါ်ရောက်လာပါတယ်။အဲ့ဒီအချိန်မှာမတော်တဆမှုကြောင့်ဒဏ်ရာရသူတွေများနေတာမို့ဆရာဝန်တွေအားလုံးအလုပ်ရှုံးနေကြပါတယ်။အခြေအနေဆိုးရွားလာချိန်မှာရေလာပိုးတဲ့ဖွားထုံးကလူနာရဲ့ရင်ဘတ်ကိုလက်နဲ့ထိလိုက်ရုံနဲ့နှလုံးပုံရိပ်ကိုသုံးလူမျိုးမြင်အောင်သွားပြီးအသက်ကယ်ခဲ့ပါတယ်။ဒါပေမဲ့သူကဆေးရုံကဆရာဝန်မဟုတ်တာကြောင့်ပြဿနာတွေတက်ခဲ့ပါသေးတယ်။တကယ်တော့ဖွားထုံးဟာတာမန်လူမဟုတ်ပါဘူး။သူဟာမြောက်ကိုရီးယားရဲ့လှုပ်ဝက်သုတေသနဌာနမှာ9 နှစ်ကြာအကျဉ်းချခံရပြီးခွဲစိတ်မှုပေါင်းရာနဲ့ချီကို100%အောင်မြင်အောင်လုပ်ဆောင်ခဲ့တဲ့ပါရမီရှင်ခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ဖွားထုံးဒီလောက်ထိငွေမဲ့နေရတဲ့အကြောင်းရင်းကတော့မြောက်ကိုရီးယားမှာကြံခဲ့တဲ့သူ့ရဲ့ချစ်သူကြိုက်ကိုပြန်ကယ်ထုတ်ဖို့ငွေမြောက်များလိုအပ်နေလို့ပါ။သူဟာသူ့ချစ်သူကိုကယ်ထုတ်ဖို့စူးစမ်းရင်းမြစ်ထဲပြုတ်ကျပြီးကွဲကွာခဲ့ရတဲ့နာကျင်စရာတိတ်တွေရှိခဲ့ပါတယ်။ဆေးရုံမှာအလုပ်လုပ်ရင်းနဲ့သူ့ချစ်သူနဲ့ရုပ်ချင်းတထေရတဲ့တူတဲ့ဆောင်ရည်ဆိုတဲ့ဆရာဝန်မလေးနဲ့တွေ့ပါတယ်။ဒါပေမဲ့သူမကသူ့ကိုမသိတယ်လို့ဟန်ဆောင်နေတာကြောင့်ဖွားထုံးတယောက်တော်တော်လေးစိတ်ရှုပ်ထွေးခဲ့ရပါတယ်။ဆေးရုံမှာတော့ထူးချွန်တဲ့ဆရာဝန်လား။ဟန်နဲ့ဖွားထုံးတို့ဟာဝင်ကြီးချုပ်ရဲ့နှလုံးခွဲစိတ်မှုအတွက်အတင်းနှစ်တင်းခွဲပြီးပြန်ဆိုင်ကြရပါတယ်။ဟန်ကတော့သူ့အဖေအတွက်လက်စားချေဖို့စူးစမ်းနေသူဖြစ်ပြီးဖွားထုံးကတော့လူနာရဲ့အသက်ကိုကယ်ဖို့ကိုပဲအဓိကထားသူပါ။ဒီကြားထဲမှာဆေးရုံပိုင်ရှင်ရဲ့သမီးဆိုရင်ဟာလည်းဖွားထုံးရဲ့အရေးချင်းတဲ့စိတ်ထားကိုသဘောကျပြီးချစ်မိသွားပါတယ်။ဒါပေမဲ့ဖွားထုံးရဲ့နှလုံးသားထဲမှာတော့ဂျိတ်တယောက်ပဲရှိခဲ့တာပါ။ဇလန်ရဲ့အလှည့်ပြောင်းကတော့ဝင်ကြီးချုပ်ချင်းစစ်ကျော်ရဲ့ရုံမာတဲ့အကြံစီတွေပါသူဟာတမရကိုခွဲစိတ်မှုလုပ်ရင်းတတိမိသွားအောင်လုပ်ပြီးနိုင်ငံအာဏာကိုသိမ်းဖို့ကြိုးစားပါတယ်ဂျိဟာလည်းမြောက်ကိုရီးယားသူရှို့ဖြစ်တဲ့ဒီစီဇန်ထဲမှာပါဝင်နေရတာပါနောက်ဆုံးမှာတော့ဖာကီယိုနဲ့ဂျေတို့ဟာဝင်ကြီးချုပ်ရဲ့အကြံစီကိုတည်သွားပြီးတမရကိုကယ်တင်နိုင်ခဲ့ပါတယ်တမရနိုးလာတဲ့အခါမှာတော့ဝင်ကြီးချုပ်ရဲ့အဖြစ်တွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်ဇလန်အဆုံးမှာတော့လူဆိုးတွေရဲ့ရန်ကနေထွက်ပြေးဖာကီယိုနဲ့ဂျေတို့ဟာအတိတ်ကလိုပဲတရားပေါ်ကနေမြစ်ထဲကိုပြုတ်ကျသွားပြန်ပါတယ်အားလုံးကသူတို့တည်ပြီးလို့ထင်ခဲ့ကြပေမဲ့နှစ်အကြာမှာတော့အခြေအနေတွေအားလုံးအေးဆေးသွားတဲ့အခါဟန်နဲ့ဆိုရီတို့ဟာနေမျိုးလေးတစ်မျိုးကိုရောက်သွားပါတယ်။အဲ့ဒီမှာစေကန်းလေးဖွင့်ပြီးပျော်ပျော်ရွှင်ရွှင်နေထိုင်နေတဲ့ဖွားထုံးကိုပြန်တွေ့ခဲ့ရပါတယ်။မကြခင်မှာပဲနိုင်ငံခြားကနေပြန်လာတဲ့ဂျေးနဲ့ဖွားထုံးတို့ပြန်လည်ဆုံတွေ့ပြီးပျော်ရွှင်စရာကောင်းတဲ့အဆုံးသက်လေးနဲ့စသိမ်းသွားခဲ့ပါတယ်။